Hello တယ်လီတို့ရေအားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘန်ကောက်မှာနာမည်ကြီးနေတဲ့မမခောက်ဆွဲဆိုင်မှာသွားစားမှာဖြစ်ပါတယ်စောစောသွားလို့ရှိရင်မဆောက်ရဘူးဆိုလို့စောစောသွားလိုက်ပါတယ်ရဲစားချင်တဲ့ခောက်ဆွဲလိုက်ရောက်ပါဒီကစားကြဘောလုံးကဲကျမဆိုင်ရောက်ပြီးကန်ကောင်းချင်တော့မဆောက်ရဘူးပေါ့နော်စောစောသွားရင်တီးပဲရတယ်ဆိုတဲ့အတိုင်းပဲစောစောသွားရင်မဆောက်ရဘူးပေါ့နော်ဒါပေမဲ့ကျမထိုင်ပြီးအော်ဒါမှာပြီး9မိနစ်တောင်မကြာဘူးပေါ့နော်အပြင်မှာစောင့်နေတဲ့လူတွေတန်းစီစောင့်နေတဲ့လူတွေရှိပါတယ်အခုကျမရောက်ချင်းတောင်မှဆိုင်မှာလူတွေအပြည့်ပါပဲပေါ့နော်လူအရန်များပါတယ်သူ့ရဲ့ဈေးလေးတွေကလည်းမဆိုးဘူးပေါ့နော်ကဲအော်ဒါရပြီးတော့စားဖို့စောင့်နေပါပြီကဲရောက်ပါပြီခဏလေးပဲပေါ့နော်အကြာကြီးစောက်ဆရာမလိုဘူးစားပါတော့မယ်အားလုံးပဲလိုက်ကြည့်ပေးကြပါအောင်不管是因为他们去买那个。ကဲတဲလေးတို့ရေစားကောင်းကောင်းနဲ့စားနေကုံတော့မယ်ပေါ့နော်ဒီမမရဲ့ခောက်ဆွဲရဲ့အရာတာကိုပြောပါဆိုလို့ရှိရင်မစိုးပါဘူးဒါပေမဲ့အဆက်ကကျမစားတဲ့အဆက် level ထိမရောက်လို့အရန်တော့စိတ်ကြည်နက်မှုမရှိခဲ့ဘူးဒါပေမဲ့ဒီကစုံရဲ့ကြော်လေးတော့အရန်ကြိုက်တယ်ဆက်လေးနဲ့အရန်စားကောင်းခဲ့ပါတယ်ခောက်ဆွဲကိုလည်းကောင်းပါတယ်ဒါပေမဲ့အဆက်ကကျမစားတဲ့ level ထိမရောက်လို့ဒါစိတ်မကြည်နက်ခဲ့ရတာပါကဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေကြရင်ထပ်တွေ့ကြမယ်တတအားလုံးပဲ view ဆိုင်ကြပါ